သက်ရှင်တန်နိုင်ဖို့အတွက်ဒီလူဟာအယုတ်မာဆုံးရွေးချယ်မှုကိုလုပ်ခဲ့ပါတယ်သူဟာသူ့ရဲ့ချစ်သူကိုတကားပြင်မှာပိတ်လောင်ထားခဲ့ပြီးသူမကိုအစာကျွေးတယ်လို့မျိုးအတုံးချကသူလွတ်မြောက်ဖို့အချိန်ဆွဲခဲ့တာပါကဘာမြေပေါ်ကိုကျူးကျော်လာတဲ့အရာတွေကတော့မမြင်ရတဲ့ဂျိုသားတရားတွေပဲဖြစ်ပါတယ်သူတို့ရောက်ရှိလာတာနဲ့အမျှလူတိုင်းထိတ်လန့်တကြားဖြစ်ကုန်ပြီးအသက်လူကအရက်မျက်နှာအနှံ့ထွက်ပြေးခဲ့ကြရတဲ့ဒီတရားတွေကတော့လိုက်လံတိုက်ခိုက်မှုကိုဘယ်တော့မှရပ်တန့်မှာမဟုတ်ပါဘူးသူတို့စီကထွက်လာတဲ့စွမ်းရည်တွေဟာလူတစ်ယောက်ကိုခဏချင်းတွင်းပြအဖြစ်ပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ်ဘာတစ်ခုလုံးထိန်းချုပ်မရအောင်ပျက်စီးသွားပြီးမမြင်ရတဲ့ဘီလူတရဝကြီးကခမ်းမထဲကိုဝင်ရောက်လာခဲ့ပါတယ်လူတွေဟာကြောက်လန့်တကြားနဲ့မိဖို့ကြောင့်တွေကတဆင့်လှေကားအတိုင်းပြေးဆင်းပြီးဘားရဲ့အနက်ရှိုင်းဆုံးစစ်တူခန်းထဲမှာပုန်းနေခဲ့ကြတယ်အပေါ်ထက်ကအော်ဟစ်တန်တွေဟာတစ်ချက်ကြားနေရပြီးပုန်းနေတဲ့သူတွေဟာအသက်တောင်ဝါမရှူရဲပဲတုံရင်နေကြပါတယ်မြေအောက်ခန်းထဲမှာတောင်တွေးညှိနှံတွေကထောင်းခနဲ့နှံစော်နေပြီးအပြင်ဘက်ကရုတ်တရက်တိတ်ဆိတ်သွားလိုက်ဆူဆူဝါအော်တန်တွေထွက်လာလိုက်နဲ့အသက်ရှူရတာတောင်ကြက်တဲလွန်းလာပါတယ်ဒီတရဝါတွေကိုပြန်တိုက်ခိုက်ဖို့ဘလို့နီးလမ်းမှမရှိတာကြောင့်လူတိုင်းဟာကြောက်စိတ်နဲ့တင်ယူမတက်ဖြစ်နေကြပါပြီလူ9ယောက်ဟာအဲ့ဒီစတိုခန်းထဲမှာရက်ပေါင်းများစွာပိတ်မိနေခဲ့တဲ့အစားအသောက်တွေလည်းကုန်သွားပြီးနောက်ဆုံးတတိစီတို့ဘူးတပူးပဲကြံပါတော့တယ်စက်ပုံးနေရင်လည်းမျက်တေတော့မှမို့သူတို့အားလုံးစုံစားပြီးအပြင်ထွက်ကရိတ်ခါရှာဖို့ဆုံးဖြတ်လိုက်ကြတယ်မြို့ကြီးတစ်ခုလုံးဟာခြောက်ချားစရာကောင်းတော့အောင်တိတ်ဆိတ်နေပြီးလမ်းမတွေပေါ်မှာတော့လောင်ကျွမ်းသွားတဲ့လူတွေရဲ့ပြပုံတွေသာပြန့်ကျဲနေပါတယ်သူတို့ဟာအသက်ရှင်ကြံသူများရှိမလားဆိုပြီးလိုက်ရှာရင်းရဲကားတစ်စီးကိုတွေ့လိုက်ရတယ်အဲ့ဒီကားတွေကရိတ်ခါတွေကိုအမြန်ယူနေတော့အဝေးကခွေးဟောင်တန်ကြောင့်ဂျိုသားတွေသူတို့စီဥတီလာပါတော့တယ်သူတို့တဲက2ယောက်ဟာရဲကားနောက်မှာချက်ချင်းပုံလိုက်ကြတဲ့ဂျိုသားတွေဟာတခုခုထူးဆန်းနေတာကိုသိပုံရပြီးကားနားကိုတဖြည်းဖြည်းတိုးကပ်လာပါတယ်အဲ့ဒီစုံတွေဟာအသက်တောင်မရှူရဲပဲကားအောက်ထဲကိုတိုးဝင်ပုံအောင်နေခဲ့ရပါတယ်ကံကောင်းထောက်မစွာနဲ့ပဲဂျိုသားတွေဟာသူတို့ကိုရှာမတွေ့ပဲထွက်ခွာသွားခဲ့ပါတယ်ဒီဇလန်လေးကတော့လူသားတွေရဲ့ရှင်တန်လိုစိတ်နဲ့ကြောက်မက်ဖွယ်ရာဂျိုသားကျူးကျော်မှုကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်